တနေ့ကတနေ့တွေ့လျကျမ်းမှာတန်ဆွမ်းမှုအတွက်တစ်ချက်ပဲလုံးအောင်မယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရင်သုံးကြည့်ပြပါအဲ့တစ်ချက်ဒီရိုးရှင်းနေအရန်တော့မလွယ်ဘူးရေရှည်လုပ်ဖို့ခက်တယ်ဒါပေမဲ့မိတ်ဆွေလုံးနိုင်တယ်ဆိုရင်နေ့စဉ်နဲ့အမျှကျွန်တော်ပြောတဲ့အကျိုးကျေးဇူးသုံးမှုရမယ်မိတ်ဆွေကဝိတ်ချခြင်းတဲ့သူခန္ဓာကိုယ်ကျမ်းမှာတန်ဆွမ်းလို့သူဆိုရင်လေ့ကျင့်ခန်းလုပ်ဖို့တော့လိုအပ်တယ်လေ့ကျင့်ခန်းမလုပ်ပဲတန်ဆွမ်းခြင်းနဲ့ဆိုရင်တော့ခင်ဗျာဆုတောင်းပါပဲရမယ်တော့ဒီမှာကျွန်တော်ပြောင်းလဲစေခြင်းတဲ့အချက်တစ်ချက်ဒီခင်ဗျာတနေ့စားတဲ့ပကံများကြီးကိုမျက်စိနဲ့မြင်ကြည့်လိုက်တနတ်စားစားလေးနတ်စားစားအဲ့ဒီပကံများကြီးကိုတဝက်ဝက်လိုက်ဒီဘက်ချက်မှာ protein လို့ခေါ်တဲ့အသားငါပဲမျိုးမျိုးစားမယ် vegetable လို့ခေါ်တဲ့အရွက်တွေစားမယ်အဲ့တော့ဒီဘက် protein တွေဒီဘက်ကိုခင်ဗျာများများစားလို့ရတယ်ဒီဘက်တစ်ချမ်းမှာစံကြုံပြောင်းပဲအာလူဂစီဓာတ်တွေရဲ့ sugar များတဲ့အစားအသောက်တွေရဲ့ processed food တွေရဲ့အဆီတွေရဲ့အဲ့ဒီဟာတွေကကယ်လိုရီများတယ် short စားမယ်လေ့ကျင့်ခန်းလုပ်တယ်ကယ်လိုရီများတဲ့ဟာတွေ short စားတယ်ဆိုရင် calorie deficit ဖြစ်နေပြီ deficit ဖြစ်နေတဲ့စိတ်မှာဝိမာန်လေ့ကျင့်ခန်းလုပ်နေတယ် protein ကတိုးစားတယ်ဆိုရင်ကြွက်သားတိဆောက်နိုင်တယ်ခွန်အားတန်ဆွမ်းမှုတိုးတက်စေတယ် calorie deficit ဖြစ်တဲ့အတွက်တနေ့ထက်တနေ့ခင်ဗျာတွေ့လျလာမယ်ချမ်းမာလာ unhealthy အပိုင်းကို short ချလိုက်တဲ့အတွက် carbohydrate က unhealthy လို့ကျွန်တော်မပြောဘူးเนาะကျွန်တော်ပြောတာဒီဘက်မှာ fat ဆိုတဲ့အရာပါတယ် processed food ဆိုတဲ့အရာပါတယ်အဲ့ဒီအရာကို short တာနဲ့များခင်ဗျာပိုချမ်းမာလာမယ် carbohydrate short စားဖြစ်တဲ့အတွက် water retention နည်းတယ် bloating ဖြစ်တာနည်းတယ်အဲ့တော့တနေ့ထက်တနေ့ပုံမတွေ့လျချမ်းမာတန်ဆွမ်းလာမှာဖြစ်တယ်ဒီတစ်ချက်ကိုစောစောမြဲမြဲလုပ်ကြည့်ပါ3လနေရင်ရလဲကျွန်တော်ပြန်ပြောပါတွေးစရာတစ်ခုရရင် yes လို့မှမေးပါကျွန်တော်9နိုင်ဦးပါကျေးဇူးတင်ပါ